လောဘဒေါသမောဟတွေကိုမြင်မှများသိပါများလား။အိုးလောဘဖြစ်ရတာအင်မတန်ပင်ပန်းတကူလို့ကိုယ့်ကိုသိလာတယ်။နောက်တခါကြီးများဟုတ်လား။ဒေါသဖြစ်တာကိုသိလာပါများတော့အိုးဒေါသဖြစ်ရတာအင်မတန်ပူလောင်တကူအင်မတန်အကျိုးနည်းတကူလို့ကိုယ့်ကိုသိ။ပိဋကသူများပြောလို့သိတာလားကိုယ်တိုင်လက်တွေ့ကိုသိတာလား။မတည့်တဲ့အစာကိုစပြီးတော့ကိုယ့်ကိုအနေခက်လာတဲ့အခါမျိုးကြုံဘူးလား။ကြုံဘူးတယ်။နော်ကိုမတည့်တဲ့အစာကိုစပြီးတော့အနေခက်လာတော်တော်ကြောက်သွားတယ်ဒီအစာကိုလေကိုယ်တိုင်လက်တွေ့မကြုံခင်တော့ကတော့သူများကပြောတယ်ဟာဘယ်အစားစားနဲ့ဘာနဲ့ရောစားရင်မတည့်ဘူးဟာတော်တော်ဆိုးတာပဲသိခံစားချက်မရှိကိုယ်တိုင်စားလို့ကိုယ်တိုင်မတည့်လို့ကိုယ်တိုင်ခံစားလိုက်ရပြီဆိုတော့မသိဘူးလားသိတယ်ခုတရားတွေကစာအုပ်တွေထဲမှာလည်းအများကြီးရှိတယ်ဘုန်းကြီးတွေလည်းအများကြီးဟောနေတာပဲလေခုကိုအကြောင်းကိုသိတယ်ဆိုတာကကိုတရားကိုကိုပြန်တာဒီတိုင်ဘာလုပ်တယ်ကိုတရားကိုကိုပြန်တာလောဘဒေါသဖြစ်တာကိုပြီးအောင်ဖန်ကြည့်လောဘဖြစ်စဉ်ဒေါသဖြစ်စဉ်လေးကိုပြီးအောင်ဖန်ကြည့်ပြင်မှန်းသိကြည့်ရင်ဖြစ်စင်းမှလည်းဖူလောင်တကူဆင်းရဲတယ်ဘာကောင်းကျိုးမှမရှိသက်အကျိုးမဲ့ကိုဆောင်ကျင်းဖို့ဒီတရားလေးတွေကဖြစ်တကူလို့အဲ့ဒီတရားကပဲကိုယ့်ကိုတရားဟောတာတနည်းအားဖြင့်လောဘကပဲကိုယ့်ကိုတရားဟောလိုက်တာငါဘယ်လောက်ဖူလောင်လဲဆိုတာမင်းသိလားလို့သူကပြောတာ